မမနီကိုဖြတ်တာခံခဲ့ရပြီးလေးလင်းလင်ငွေလေးဖြစ်တော့မယ်တတလာမင်းဘာစီလိုနာခြေဝင်လာမယ့်ရမင်းကသူနဲ့နစ်စကီနီကိုတို့ရဲ့အချစ်ဇလန်ဟာတခနဲ့ရက်သွားခဲ့ပြီးဖြစ်တယ်လို့ကြေခွဲစွာနဲ့အတည်ပြုခဲ့ပါတယ်။လာမင်းရမင်းကရီယယ်မက်ဒရစ်ကိုရှုံးနေခဲ့တဲ့အက်ကလစ်စီကိုပွဲအပြီးမှာအမျိုးသမီးတစ်ယောက်နဲ့ဘာစီလိုနာကစားတောင်းဆိုင်တစ်ခုမှာတီးတန့်ညစာစားပွဲမှာအတူရှိနေခဲ့တယ်လို့သတင်းထွက်ပေါ်ခဲ့တဲ့နောက်ပိုင်းနစ်စကီနီကိုနဲ့ပြဿနာတက်ခဲ့ပုံရပါတယ်။နစ်စကီနီကိုကသူ့ရဲ့ Instagram ကရာမဲနဲ့ပတ်သက်တဲ့အားလုံးကိုဖြတ်သွားခဲ့ပြီးတယောက်တည်းတောက်ပပြမယ်ဘာညာတွေဖြစ်ကုန်ပါတယ်။လာမင်းရမင်းကကျွန်တော်တို့နှစ်ယောက်အတူရှိနေတော့မှာမဟုတ်ပါဘူး။အဲ့ဒါကတက်ဆာမရှိလို့ဖျက်ရတာမျိုးလည်းမဟုတ်ပါဘူးကျွန်တော်တို့ရိုးရိုးလေးပဲလမ်းခွဲခဲ့ကြတာဖြစ်ပြီးပြတ်သွားပြီးဒီလောက်ပါပဲထပ်ပေါ်လာခဲ့တဲ့အရာအလုံးကကျွန်တော်တို့တကယ်ဖြစ်ခဲ့တာနဲ့ဘာမှမဆိုင်ပါဘူးကျွန်တော်ကတက်ဆာဖောက်ခဲ့တာမဟုတ်တယ်လို့တစုံတယောက်နဲ့လည်းချိန်ပုံခုတ်ခဲ့တာလည်းမဟုတ်ပါဘူးလို့သတင်းထောက်တွေကိုပြောဆိုခဲ့တာဖြစ်ပါတယ်ရာမက်ဟာမီလန်မှာရှိနေခဲ့တဲ့ကာလအတွင်းမှာလည်းပါတီတက်ရောက်ခဲ့ပြီးအီတလီအင်ဖလူအန်ဆာအန်နာဂနိုဆိုနဲ့အတူရှိနေခဲ့တာဖြစ်ပြီးနီကစ်နီကိုနောက်ကမှာဖောက်ပြန်နေတယ်လို့သတင်းတွေထွက်ပေါ်ခဲ့တာဖြစ်ပါတယ်ဘာစီလိုနာပရိသတ်တွေကတော့ဒီသတင်းကြောင့်အယံပျော်နေပြီးလာမယ့်ရမယ်ပြန်လာပြီးဘောလုံးတီအိုစုရနိုင်တဲ့နောက်ထပ်ရာသီပိုင်ဆိုင်တော့မယ်လို့မှတ်ချက်ပေးခဲ့ကြပါတယ်ဒီဗီဒီယိုကြည့်နေတဲ့သူတွေလာမယ့်ရမယ်တယောက်ကိုဘယ်လိုမြင်လဲဆိုတာဒီဗီဒီယိုလေးရဲ့ comment မှာမှန်သွားခဲ့ပါအောင်နော်ကျွန်တော်ရဲ့ Footballer Bar Channel လေးကိုလည်း subscribe လုပ်ထားဖို့မမေ့ပါနဲ့အားလုံးကိုအဆုံးထိကြည့်ပေးကြတဲ့အတွက်ကျေးဇူးအများကြီးတင်ရှိပါတယ်ခင်ဗျာ